လွန်ခဲ့တဲ့စနစ်ကအဖြစ်အပျက်တစ်ခုနဲ့ရုပ်ရှင်ကစတင်ထားပါရီမကျင်းတဲ့ကပတိန်တွေအကုန်ပူးပေါင်းပြီးရင်သူတယောက်ကိုရင်ဆိုင်နေကြပါရီကလိုဗာကင်းတန်းရဲ့ကောင်းကင်ရောက်မှာကြောက်စရာကောင်းတဲ့ပောက်ကွဲတံတွေနဲ့ပြည့်နေခဲ့တာပေါ့ရင်သူကတော့ကလိုဗာကင်းတန်းရဲ့ဝစ်စကင်ဖြစ်တဲ့ကွန်ရက်လေတို့ပါကပတိန်ကြီးအားလုံးဝန်ချခဲ့ပေမဲ့ကွန်ရက်ကိုမရှင်းနိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့သူဟာရာစုနှစ်ပေါင်းများစွာဝစ်စကင်းရဲ့မော်ဆန်ရည်တွေကိုတိုက်စီထားတဲ့ Imperial Sauce Astocia ရှိနေလို့ပါတပ်ပွဲမှာကွန်ရက်ကအသာစီးရနေခဲ့ပေမဲ့ဂျူလီယပ်စ်ကအငိုက်ဖမ်းပြီးသူ့ရဲ့အချိန်မော်နဲ့ကွန်ရက်ကိုချစ်ပိတ်နိုင်လိုက်ပါရီကွန်ရက်ကတော့ငါတနည်းပြန်လာခဲ့မဲ့ဂျူလီယပ်ဆိုတဲ့စကားကိုအဟဲ့ရင်ပြောက်ကွယ်သွားခဲ့ရပါရီဒီလိုချစ်ပိတ်တာကနိုင်ငံရေးယတနာဖြစ်တဲ့ Imperial Sauce ကိုပါတခါရဲကွန်ရက်နဲ့အတူချစ်ပိတ်လိုက်ရတာမှန်ပြီးမဲ့တခြားရွေးချယ်စရာမရှိရမလို့ဒီလို sacrifice ကိုဂျူလီယပ်စ်ကလူလူလလလုပ်ခဲ့ပါရီပြစ်စုံပံအချိန်မှာတော့ Clover Kinnan ကပြန်ပြီးတော့တာယာစီကားရဲ့အချိန်ကိုရောက်ရှိနေပါပြီဒီနေ့ကတော့ Clover Kinnan ရဲ့အကြီးကျယ်ဆုံးမှုပြမွေးဖြစ်တဲ့ Tran ရဲ့ကျင်းပမဲ့နေ့ပါကွင်းထဲမှာတော့လူအပြည့်နဲ့အရင်စီကားနေပါရီအဲ့ဒီအချိန်မှာမီမူဆာကဒီပြမွေးအကြောင်းရှင်းပြပါရီဒီပြမွေးမှာနိုင်တဲ့ပြမွေးဝင်တွေကအသက်တက်မဲ့ဝစ်ဆက်ကင်ဖြစ်ဖို့အလားလာရှိရလို့ပြောသားခဲ့ပါရီကွင်းထဲကိုပထမအဦးဆုံးဝင်လာတဲ့ပြမွေးဝင်တယောက်ကတော့ယူနိုဝဲဖြစ်ပါရီဒုတိယတယောက်ကတော့မျက်နှာဖုံးဆွတ်ထားတဲ့အတွက်လူတွေကသူ့ကိုဘယ်သူလဲဆိုတာကိုမသိကြပါဘူးယူနိုကလည်းသူ့ရဲ့လီမော်ဆွမ်းအောင်တုံးပြီးပထမအဦးဆုံးတိုက်ကွက်နဲ့ပြမွေးကိုစတင်လိုက်ပါရီဒါပေမဲ့မျက်နှာဖုံးတဲ့လူကလည်းသူ့ရဲ့ကြီးမားလာတဲ့ဓာကြီးကိုသုံးပြီးအဲ့ဒီတက်ကွက်ကိုရုတ်တရက်ကြီးခုတ်ချလိုက်တာမလို့လေပွေကလည်းပြတ်ဆွန်းသွားခဲ့ပါရီစပင်ကလည်းအဖြူရောင်ဓာကလည်းအကြီးကြီးမှောက်ကိုလည်းဖြစ်စီနိုင်တယ်မျက်နှာဖုံးတထားရင်တော့မားစရာမရှိပါဘူးသူကတော့အက်စတာပါပဲဒီအချိန်မှာဝိယုံနဲ့လူတွေကကွင်းထဲမှာရုတ်တရက်ကြီးပေါ်လာခဲ့ပါရီဒီထဲကတယောက်ကတော့ချစ်ပိတ်ခံထားရတဲ့ကွန်ရက်ကြီးပါသူကသုံးပွင့်ဆိုင်တာ3 leaf sauce ကိုလက်ထဲကနေဆင့်ခွာလိုက်ကသူ့ဘော်ရဲကတယောက်ကမော်ဆွန်းတွေကိုသုံးပြီးကွင်းတစ်ခုလုံးကိုအမဲရအမိုးခုံးကြီးနဲ့ပိတ်ဆို့လိုက်ပါတော့တယ်ဇလန်က F-arc အပီ timeline ကိုပြောင်းလာတာမလို့အလုံးသိကြတဲ့အတိုင်းဂျူလီယပ်စ်က F တိုက်ပွဲမှာတေးလူနီးပါးဖြစ်ခဲ့ပြီးသူ့ကိုယ်သူ time magic နဲ့ပြန်ဟီးထားရတယ်ဒါကြောင့်ကလေးဘွားကိုရောက်နေခဲ့တာဂျူလီယပ်စ်ရဲ့မော်အားလဲတော့တဲ့ကသူလှုပ်ထားတဲ့စီးတွေကလည်းပြော့သွားခဲ့တယ်အဲ့ဒီခွင့်ယူကိုသုံးပြီးတော့ကွန်ရက်ဟာချိတ်ပိတ်ထားရကနေပြန်လည်လွတ်မြောက်လာတယ်သူခေါ်လာတဲ့လူတွေကလည်းနည်းနည်းရရမဟုတ်ပဲအတိတ်က Clover Kinnan ရဲ့ဝစ်ဆက်ကင်း3ယောက်ပါကွန်ရက် ကဒီ Imperial Sauce တဲကဟော်ဆွိုင်းတွေကိုသုံးပြီးတော့အရှင်ကတည်ဆုံးသွားခဲ့တဲ့ဝစ်ဆက်ကင်းဟောင်း3ယောက်ကိုပါပြန်လည်အသက်ထွန်းထားကြောင်းဒီရွာကြီးကိုအမြင့်ပြတ်ဖြစ်စီပြီးသူလူချင်းနဲ့ငြိမ်းချမ်းတဲ့လောကတစ်ခုကိုတည်ဆောက်မယ်လို့ကြေညာလိုက်ပါရီသူ့ရဲ့အဖွဲ့သားတွေက Edward Butch 20 ဆက်မြောက်ဝစ်ဆက်ကင်းရှင်မိုဆွမ်းကိုအသုံးပြုတဲ့သူ Princess Fanny Bonny 17 ဆက်မြောက်ဝစ်ဆက်ကင်းအစုံမဲ့စစ်တပ်တွေကိုဖန်တီးနိုင်တဲ့သူ Jester Grandrose 16 ဆက်မြောက်ဝစ်ဆက်ကင်း Barrier Moore ကိုပတ်စံထားတဲ့သူတို့ဖြစ်တယ်တယောက်ကစစ်တူရင်ထဲကနိုင်တွေကိုထုတ်လိုက်ကရွာသားတွေကိုဒုက္ခပေးလာပါရီဒါပေမဲ့အက်စတာကသူ့ရဲ့မျက်နှာဖုံးကိုချွတ်လိုက်ပြီးစစ်တူရင်ရုပ်တွေကိုပြန်လည်တိုက်ခိုက်ပါရီယူနိုကလည်းအားကြမခံလီမော်နဲ့အရုပ်တွေကိုချီးမွားပစ်ပါရီနိုအယ်ကလည်းအက်စတာကိုအနောက်ကနေကာကွယ်ပြီးရင်ဒီပြောင်းပွဲမှာဝင်ပြမဲ့အကြောင်းသူမကိုကြုံမပြောခဲ့တဲ့အတွက်အက်စတာကိုစူပူပါရောတယ်နိုအယ်ကဒီအမိုးခုံးထဲမှာလူတွေကမက်ဂျစ်တွေစက်တိုက်အဆုပ်ယူခံရတာမလို့ဆက်ကြကြနေအားလုံးဒုက္ခရောက်မယ်လို့ပြောပါရီအက်စတာကလည်းမက်ဂျစ်မရှိတာကြောင့်ဒီအချက်ကိုသတိမထားမိတာပါဒါကြောင့်ပြည်သူတွေကိုဘေးကင်းရာပို့ဖို့မက်ဂျစ်နိုင်တွေကဦးစားပေးနေရပါရီဂျူလီယပ်စ်ကစွမ်းအားကိုမသုံးနိုင်ဖြစ်နေပြီးမြဲသူ့ရဲ့ကပတိန်တွေကဘက်တဖီးရဲကိုဝင်လာပြီးရင်သူဝစ်ဆက်ကင်းတွေနဲ့တိုက်ပွဲကြီးဖြစ်ကုန်ပါရီဝစ်ဆက်ကင်းတွေဖြစ်နေရကြောင်းအားလုံးစုပေါင်းဆက်ပေါင်းတိုက်ခိုက်ကြပြီးမြဲအရာမထင်ပါဘူးဒါကြောင့်လူတွေကိုပဲဘေးကင်းရာရွှေ့ဖို့အတွက်ဦးစားပေးနေရပါရီအက်စတာကမော်ပညာတစ်စက်မှမရှိပေမဲ့ဝစ်ဆက်ကင်းတွေရဲ့မော်ရီကိုသူတယောက်တည်းကပဲဖျက်ဆီးနိုင်တာမလို့အန်နီရရှိရလို့ရင်သူတွေကသတိထားမိတော့ပါရီယူရိုကလည်းတော်တော်လေးအားကောင်းတဲ့လီမော်ရှိရမလို့ဝစ်ဆက်ကင်းဂျက်စတာကတော့မှချီကျူးလိုက်ပါရီယာမီကဒက်စလက်တွေကိုဒရဆက်ပစ်လို့ပြီးဂျူလီယပ်စ်ကိုတပ်ပွဲရဲကခေါ်ထုတ်သွားပါရီဂျူလီယပ်စ်ကယာမီကိုနယ်ရိုစီကိုလွှတ်ပြီးမြဲဂျူလီယပ်စ်ကိုကာကွယ်ပေးဖို့လိုသေးရကြောင်းမတော်နိုင်ဘူးလို့ညင်းပါရီဒါကြောင့်နိုအယ်နဲ့အက်စတာတို့ကိုပဲနယ်ရိုစီတွားတွေ့ဖို့ပြောပါရီဖင်ဒရယ်ကပေါ်တယ်ဖွင့်ပြီးတော့သူတို့3ယောက်သားတွားကြမယ်လို့ဆိုပါရီကွန်ဒရက်ကတိုက်ပွဲကိုဂျာဖြစ်တားဆီးလိုက်ပြီးသူ့လက်ထဲမှာသူတို့တခါမှမမြင်ဘူးတဲ့အစွမ်းထက်ဆုံးလက်နက်ရှိနေရဆိုတာကိုလူတိုင်းကိုသတိပေးလိုက်ပါရီလွန်ခဲ့တဲ့စနစ်ကသူ့ရဲ့အစီအစဉ်တွေဘလို့အဟန့်တားဖြစ်ခဲ့လဲဆိုတာကိုသူကရှင်းပြပြီးအခုတော့အဲ့ဒီအစီအစဉ်တွေကိုသူကပဲဆက်လက်အကောင့်တွေဖော်ရမှာဖြစ်ပါရီသူ့ရဲ့ဓာတ်မှာမော်စွမ်းရည်တွေကိုစုပ်ယူနိုင်တဲ့စွမ်းရည်ရှိပြီးအဲ့ဒီစုပ်ယူလိုက်တဲ့မော်ရီကိုသူကအလိုရှိသလိုပြန်လဲအသုံးပြုနိုင်ပါရီသူကကီမက်ဂျစ်ကိုအသုံးပြုနိုင်တဲ့သူမလို့တခြားသူရဲ့မော်ရီမော်ဆာအုပ်တွေကိုသူကအပိုင်သိမ်းလို့ရပါရီအဲဒီနောက်မှာတော့သူ့ရဲ့ဓာတ်ကိုသုံးကကွင်းကြီးကိုမြေပြင်ကနေခွဲထုတ်လိုက်ပြီးကောင်းကင်ထက်စီကိုမြှောက်တင်လိုက်ပါရီအခုဆိုအရီနာက Floating Island ကြီးလို့သူ့ရဲ့မော်ကန်တက်ကြီးဖြစ်သွားပါပြီတပတ်မှာလည်းအက်စတာနိုအယ်ဖင်ဒရယ်တို့နဲ့အတူမော်တယ်ခွဲခန်းတစ်ခုစီကိုရောက်သွားခဲ့ကအထဲကိုဝင်နိုင်ဖို့အတွက်လှုပ်ဝက်ကုတ်နံပါတ်တစ်ခုကိုဖင်ဒရယ်ကရေးလိုက်ပါရီတခွက်ကန်ပွင့်လာတော့မီလီဆိုတဲ့မျိုးသမီးကကျူဆိုပြီးသူတို့အဖွဲ့ကနေရိုကိုတွားတွေ့ကြပါရီကွန်ဒရက်ဆိုတာဂျူလီယပ်စ်မတိုင်ခင်ဝစ်ဆက်ကင်းဖြစ်ခဲ့ပြီးနိုင်ငံတော်ကိုသစ္စာဖောက်မှုနဲ့အဖမ်းခံခဲ့ရတာပါသူကအခြားသူတွေရဲ့မော်ပညာကိုခိုးယူရုံတင်မကပဲသူ့ရဲ့ကီမက်ဂျစ်ကခိုးလာတဲ့မော်ရီကိုပါစစ်ချစ်ထုတ်လို့ရပါရီအဲ့ဒါကသူ့ကိုကြက်ဖို့ကောင်းစေရဲ့အချက်တစ်ခုပါနေရိုကကွန်ဒရက်ရဲ့ဓာတ်ကိုရင်ဆိုင်မဲ့အိုင်တန်တစ်ခုကိုတခွက်ကန်တစ်ခုမှာထည့်ထားတာမလို့အားလုံးကိုပြဖို့အတွက်ခေါ်သွားပါရီ
တက်ခွဲခန်းကိုရောက်တော့ကန်ဆိုမှုကသူတို့ကိုစောင့်ကြည့်နေပါရီကွန်နရက်ကသူတို့ထက်အရင်တက်ခွဲခန်းကိုရောက်နေတာဖြစ်ပြီးသူ့ကိုဒုက္ခပေးမဲ့အိုက်တမ်ကိုပါတခါရဲဖြစ်စီလိုက်ပါရီနေရိုနိုအယ်ဖင်ဒရာတို့ကိုတခါရဲအမောက်သိပ်လိုက်ပြီးအန်တိုင်မက်ချစ်3နိုင်နဲ့အက်စတာကိုကြောက်တုံးတွေနဲ့ချုပ်ထားလိုက်ပါရီကလိုဗာကင်နန်ကိုကွန်နရက်နဲ့သူ့လူတွေကအပြေးအဝထိန်းချုပ်နိုင်လိုက်ပြီးမက်ချစ်နိုင်တွေအားလုံးကိုအနိုင်ယူပြီးပြီမလို့သူ့ရီမန်ချက်ကိုအကောင့်ထဲပို့ဖို့ဘယ်အရာမှတားဆီးလို့မရတော့ဘူးလို့ကွန်နရက်ကဆိုပါရီဒါရီကိုလုံးကရှော့ပြောနေရမဟုတ်ပဲတကယ်ဖြစ်ကြောင်းကွန်နရက်ကမက်ချစ်နဲ့အားလုံးကို live show ပြလိုက်ပါရီယာမီအပါဝင်ကပတိန်ဒီအားလုံးကလည်းအမောက်သိပ်ခံလိုက်ရပြီးနိုအယ်ရဲ့အကိုဆိုသူ့အိမ်ထဲကိုလင်းနေခဲ့တာပါဒါရီကိုမြင်တော့တဲ့နိုအယ်ကလည်းကွန်နရက်ကိုတိုက်ခိုက်လိုက်ပြီးကွန်နရက်ဘက်ကလည်းအသားရလေးကောင်းတာလိုက်ပါရီဒါအပြင်နိုအယ်ရဲ့ grandma ကိုပါကွန်နရက်ကလူယူလိုက်ပါရီကွန်နရက်ရဲ့ကီးမက်ချက်ကသူ့မော်ကိုခိုးလိုက်ရင်ခင်ရတဲ့သူကအက်စတာလိုမက်ချစ်မရှိတဲ့သူဖြစ်သွားပါရီရုံးမရတဲ့အက်စတာတယောက်ကောင်မလေးကိုကဲချင်စောနဲ့ကြောက်တုံးတွေကိုထိုးခွဲပြီးတော့ထွက်သွားပါရီအက်စတာကလည်းအထာမထားပဲဒီဗဲဖောင်အောင်ပြောင်းပြီးကွန်နရက်ကိုအပီပင်ချပါရီနှစ်ယောက်သားလိုက်တဲ့ပြည်တန်းစောကြရင်နဲ့ကွန်နရက်ကလည်းခိုးသားသမျှမက်ချစ်တွေကိုထိုင်စပန်းနေပါရီဒရက်ဆက်တွေပြစ်လို့နေပြီးအက်စတာကလည်းအရှောင်တွင်းကျွမ်းပြီးမဲ့ကွန်နရက်ရဲ့ကပီးမော်ကြောင့်အချုပ်ခံလိုက်ရပါရီဒါပေမဲ့ဒီတစ်ခါမှနောက်သားတစ်လက်ကိုထုတ်ပြီးမက်ချစ်ကိုဖြစ်လိုက်တာမလို့ကွန်နရက်တောင်မှတော်တော်လေးအထင်ကြီးသွားတာပါအက်စတာရဲ့အန်တိုင်မက်ချစ်ကိုခိုးချင်ပေမဲ့သူ့မှာရှိပြီးသားမက်ချစ်တွေကိုဒုက္ခပြီးမှဆိုလို့ဒီတစ်ခုကိုတော့မယူဘူးလို့ပြောပါရီအက်စတာကလည်းတော်တော်လေးအာရုံနောက်လာရမလို့သူ့အနေနဲ့အက်စတာကိုတိုက်ခိုက်ဖို့အတွက်စိတ်ဝင်စားတော့ပဲနဲ့သူနဲ့ပူပေါင်းပြီးကလိုဗာကင်နန်ကိုဖြစ်စီအောင်လို့မဲဆွဲပါရီကွန်နရက်မှာရှိတဲ့ Imperial Source ကခေဆက်ဆက်မော်ဘီယန်တွေရဲ့မာနာရီနဲ့သူတို့ရဲ့ဝိညာဉ်တွေကိုတူလောင်ထားတဲ့ယတနာပါအဲ့ဒါကမာနာရီကလိုဗာကင်နန်ကလူတွေရဲ့မာနာရီသူ့ရဲ့ကီးမက်ချစ်ကမော်ရီကိုစုပေါင်းလိုက်ပြီးတော့တစ်ချိန်တည်းနဲ့ထုတ်လိုက်ရင်တမ်းပြည်ကလူတွေတေးဆုံးသွားပါလိမ့်မယ်အလုံးတင်မှာကွန်နရက်ကထိုက်တယ်နဲ့လို့သူသတ်မှတ်ထားတဲ့လူတချို့ကိုဓာတ်နဲ့ပြန်အသက်သွင်းမိမှာပါအက်စတာကကွန်နရက်ရဲ့ဂျန်နယ်ဆိုက်လုပ်မဲ့အကြံကိုလက်မခံပဲဆက်လက်တိုက်ခိုက်ပါရီကွန်နရက်ကလည်းရွေးချယ်စရာမရှိရမလို့သူ့မှာရှိတဲ့မက်ချစ်တွေအားလုံးကိုအက်စတာစီဒရက်ဆက်ပြစ်လုပ်ပြီးလုံးဝပြင်မထနိုင်အောင်လို့အလဲထိုးလိုက်ပါရီအက်စတာကဒဏ်ရာနဲ့လဲနေရတော့မှအရှုံးမပေးပဲနိုအယ်ရဲ့မော်ဘီညာကိုပြန်ပေးဖို့အတွက်ပြောပါရီဖင်ဒရယ်ကအက်စတာကိုတလီပို့ပြီးတော့သူတို့နာကိုခေါ်လိုက်ပါရီဒါပေမဲ့သူတို့အားလုံးမှာမော်အစွန်းကတိတ်မကျန်တော့ရမလို့ကွန်နရက်ကိုဘလို့မှရင်ဆိုင်လို့မရတဲ့အနေအထားပါဒီအချိန်ယူနိုကကက်တရှင်လုပ်ပြီးရုတ်တရက်ဝင်လာခဲ့ပါရီကွန်နရက်ကိုသူ့မှာရှိသမျှဝင်းမချစ်နဲ့ထုတ်တိုက်ပြီးမဲ့ဟိုကောင်ကဝက်ဆက်ကင်တယောက်ဖြစ်နေရမလို့ချစ်ရတော့မထင်ပါဘူးကွန်နရက်ကယူနိုနဲ့အာယုံများနေရဲ့ချိန်ဒေါက်တာနီယောကကွန်နရက်ကိုစထရင်းမက်ချစ်နဲ့ချုံအောင်လိုက်ပါရီကွန်နရက်ကခဏတာလှုပ်မိရဖြစ်နေတော့မှနရိုကချစ်ပိတ်မော်နဲ့ကွန်နရက်ကိုပိတ်လောင်လိုက်ပါရီကွန်နရက်ကလည်းတမယာတီးမဟုတ်တာကြောင့်မရမကယုံထွက်ဖို့လုပ်ပါရီယူနိုကအချင်းနေမကောင်းတာကြောင့်သူ့တိုင်းငက်ပေါ်အားလုံးကိုတင်ပြီးတော့အဲ့ဒီနေရာကနေထွက်ပြေးသွားပါရီကွန်နရက်ကပိတ်လောင်ခံရတဲ့ကနေလွတ်လာပြီးသူ့ဖွဲ့သားဂျက်စတာကိုမော့ပေါင်းဆက်တာအချင်းနေဘလို့ရှိလဲလို့လက်မိပါရီဂျက်စတာကမိုးတော့ချိန်လောက်မှအားလုံးအစင်သစ်ဖြစ်မယ်လို့ဖြေလိုက်ပါရီသူတို့ကအစီရင်ကိုအက်စတာကြီးပြင်းခဲ့တဲ့ဟဲဂျဲဆိုတဲ့ရွာမှာစတင်မှာပါဒီအတွက်ပထမအုပ်ဆုံးချီလဲအနေနဲ့ဘလက်ဘူးအဖွဲ့ရဲ့အခြေချစခန်းကိုပြန်လည်သိမ်းပိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါရီအက်စတာကသူ့ရဲ့ဓာတ်အကြီးကြီးနဲ့ဘလက်ဘူးစခန်းကိုပိတ်ထားတဲ့အကာရန်ကိုဖျက်လိုက်ပါရီဘလက်ဘူးအဖွဲ့ကသူတို့ဌာနချုပ်ကိုဟန်နရီအကူအညီနဲ့လေယာဉ်မြန်ပြောင်းပြီးတော့ထောက်ခါဖို့လုပ်ကြပါရီဒါပေမဲ့ရန်သူရဲ့အယုတ်စစ်တပ်ကဝိုင်းဝန်းပိတ်ဆို့တာကိုခံလိုက်ရပါရီအရေးအတွက်များလို့နေရကြောင်းအက်စတာတို့ကလေယာဉ်နဲ့လွတ်အောင်ကပတိန်3ယောက်ဖြစ်တဲ့ချာလော့ဂျက်နဲ့ဖန်ချက်စ်တို့ကနေခဲ့ပြီးရန်သူစစ်တပ်ကိုရင်ဆိုင်ကြပါရီဟန်နရီရဲ့မက်ချစ်နဲ့အသွင်ပြောင်းလိုက်တဲ့ပြင်သန်းတန်တဲ့ခန့်တဲ့ကြီးဟာအောင်မြင်စွာနဲ့ပဲခီးနေလာခဲ့ပါပြီအက်စတာပေါင်းအခြားသောနိုင်တွေအားလုံးဟာသူတို့ရဲ့အရှိမဘလို့ရန်သူနဲ့ပဲရင်ဆိုင်ရပါစေရောအသက်ဆုံးတက်ခိုက်ဖို့အပြည့်အဝအသိပညာကြပါရီတစ်ဖက်မှာလည်းကွန်နရက်ဟာသူ့ကိုတော်လှန်မဲ့အက်စတာတို့အဖွဲ့လှုပ်ရှားလာပြီးဖြစ်ကြောင်းစေရုပ်တွေကနေတဆင့်သတင်းပို့ချက်ကိုရရှိခဲ့ပါရီဒါပေမဲ့ဒါဟာသူမျှော်လင့်ထားတဲ့အတိုင်းဖြစ်ပြီးအက်စတာရောက်လာမဲ့အချိန်ကိုသူကစောင့်ဆိုင်းနေခဲ့တာပါဒါအပြင်ကွန်နရက်ဟာဂျူလီယပ်စ်ကိုလည်းသူနဲ့တခန်းထဲမှာပဲအကျဉ်းသားအဖြစ်ဖမ်းဆီးချုပ်နှောင်ထားပါရီကွန်နရက်ရဲ့ခံတပ်ကိုအက်စတာတို့ရောက်လာတော့ဘလက်ဘူးအဖွဲ့ရဲ့ပြင်သန်းနေတဲ့ခံတပ်ကြီးစီကိုပြင်းထန်တဲ့မက်ချစ်လီဆာရီနဲ့စတင်တက်ခတ်လိုက်ပါရီဒါပေမဲ့ကန်ကောင်းထောက်မစွာနဲ့ဘလက်ဘူးရဲ့ရင်ကမပျက်စီးသွားပါဘူးဂျက်စတာကအရှိမဒိုင်းကာလိုအခိုင်မှာစောင့်နေရမလို့ဘလက်ဘူးအဖွဲ့သားတွေအားလုံးကိုစုပေါင်းပြီးရှင်ပြန်ကနေမက်ချစ်ကန်နိုနီနဲ့ဒရက်ဆက်ပစ်ကဂျက်စတာရဲ့ဒန်ကြီးကိုဖောက်ခွဲထွက်ကြရပါရီဂျက်စတာကိုကြော်လာပြီးမလို့ကွန်နရက်ရဲ့တခြားကပတိန်2ယောက်ကထွက်လာခဲ့ကြပါရီဒါပေမဲ့နယ်ရီရဲ့ချစ်ပိတ်ထားတဲ့မော်နဲ့ဖင်နရယ်ရဲ့တယ်လီပိုတေးရှင်းအစွမ်းကြောင့်လူစိုးကပတိန်တွေကိုလည်းအောက်ပလီးနိုင်တော့ပါရီအက်စတာကအန်တိုင်မက်ချစ်နဲ့ဓာတ်ကြီးပြောင်းပြီးဘယ်ရီယာရှိကိုဖောက်ဖို့လုပ်ပြီးမြဲဂျက်စတာကတဖန်ရောက်ရှိလာကအက်စတာကိုတားဖို့အတွက်ကြိုးစားပါရီအချင်းရီရှုပ်ထွေးနေစဉ်မှာယူနိုကပါထွက်လာပြီးချက်စတာကိုလေးမြနဲ့တိုက်ခိုက်ကအက်စတာအတွက်လမ်းဖွင့်ပေးလိုက်ပါရီချက်စတာကအကောင့်ဆိုတာစီးပြီးမြဲမကြခင်မှာပဲအက်စတာနဲ့ယူနိုတို့ဟာအင်အားချင်းပူးပေါင်းပြီးအက်စတာရဲ့အန်တိုင်မက်ချစ်ဓာတ်နဲ့ကွန်နရီရဲ့ခံတပ်ကိုကာကွယ်ထားတဲ့မက်ချစ်ကရှိကိုပါအောင်မြင်စွာဖောက်ထွင်းနိုင်ခဲ့ပါရီဒါပေမဲ့အဲ့ဒီပေါက်တော်ရဲ့ရှိဟာချက်ချင်းပဲပြန်လည်ပြေဝသွားခဲ့ပြီးဘလက်ဘူးရဲ့ယင်ကြီးကိုဖြစ်တော့ကခံတပ်ရဲ့အပြင်မှာပဲကျင်းရစီခဲ့ပါရီယူနိုနဲ့အက်စတာတို့နှစ်ယောက်ပဲရှိရဲ့အတွင်းထဲကိုဝင်သွားနိုင်ခဲ့ကြတာပါခန်တဲ့ရဲ့တင်မော်ကြီးပျက်စီးပြီးအပြင်မှာကြံခဲ့ရပြီးမဲ့လည်းမက်ချစ်နိုင်တွေဟာစိတ်မပြတ်သွားပဲတည်တည်ငြိမ်ငြိမ်နဲ့ရှိနေခဲ့ကြပါရီအဲ့ဒီအချိန်အယိုးကောင်းကြီးရဲ့ပုံမှာတယောက်တည်းရဲ့နေရဲ့ကွန်နရက်ကိုတူသွားပါရီဒါပေမဲ့ဂျက်စတာကကွန်နရက်စီကိုမရအောင်လို့နှောက်ယှက်နေရကြောင်းအက်စတာရောယူနိုရောကဂျက်စတာကိုရင်ဆိုင်ရပါရီ
ယူနိုကသူ့ရဲ့အစွမ်းထက်ဆုံးဖြစ်တဲ့ Spirit Assimilation Form ကိုထုတ်သုံးပြီး Chester ကို Wind Blast တွေနဲ့ Direct ပစ်ပြီးမြဲဝစ်စကင်တယောက်ကအသာရရှုံးနေခဲ့ကယူနိုကိုအရာမပစိန်ကြီးနဲ့ခုတ်ချလိုက်တာမလို့ပြုတ်ကျသွားခဲ့ရပါရီဒီကန်တဲမှာသူတို့ရဲ့မော်အစွမ်းတွေဟာအမြဲတမ်းပြန်လည်ပြည့်ဖြိုးနေမှာဖြစ်ကြောင်း Chester ကရှင်းပြရီဘာလို့ဆိုတော့မော်ဒါဟာလူဆိုးတွေအတွက်မာနာဆို့စ်အဖြစ်လှုပ်ဆောင်ပေးနေရလို့ဖြစ်ပါရီယူနိုဟာကြောက်ရွံ့မသွားပဲခေါင်းဆောင်ရမီဟာသူ့နောက်ကနေပေါ်တော့လာတဲ့အခါမှာသူတယောက်တည်းမဟုတ်ဘူးဆိုတာကို Chester ကိုပြသခဲ့ပါရီတကယ်တော့ယူနိုပြလိုက်တဲ့ Wind Blast တွေဟာ Chester ကိုထိခိုက်အောင်ယူရတာမဟုတ်ဘဲနဲ့ဖက်ခံနေရတဲ့ခေါင်းဆောင်တွေကိုကဲဖို့အတွက်ပဲလုပ်ခဲ့တာပါရှာမီနဲ့တူနိုဇက်ဖူဂူလီယိုတို့ကလည်းလွတ်လာရမလို့ Chester ကိုလေးယောက်တယောက်ခံပန်းကြပါရီဒါပေမဲ့ Chester ကတော့မစိုးရင်ပါဘူးဘာလို့လဲဆိုတော့ခေါင်းဆောင်တွေမှာမော်ဆွမ်းရတွေအများကြီးကျန်တော့မှာမဟုတ်ဘူးလို့သူကယုံကြည်နေလို့ပါယာမီရိုစီက magic တွေကိုစတိုက်ဆုပ်ယူထားရမလို့ captain တွေကိုသူကအထင်သေးနေပါရီအဲ့ဒီတောက်တွဲမှာကျန်တဲ့ magic night အဖွဲ့ဝင်တွေဟာသူတို့ရဲ့ရင်သူအဖွဲ့ဝင်တွေကိုတခြား dimension တစ်ခုမှာတွားရောက်ရင်ဆိုင်ကြပြီးသူတို့ကိုအဆုံးသတ်ဖို့အတွက်ကြိုးစားနေကြပါရီဝတ်စကင်းနှစ်ယောက်ကိုတယောက်တနေရာစီ Funeral ကပို့ထားရမလို့ Mary Leona နဲ့ Black Bull ဖွဲ့သားတွေကတနေရာစီမှာတက်ခတ်နေကြပါရီဒါပေမဲ့သူတို့ဟာခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်နေရတာပါဝစ်စကင် Edward ကအစွမ်းတက်တဲ့ရေခဲမော်ပညာကိုမာနာစုံနဲ့တွဲသုံးပြီးပုံရင်းချင်းတစ်ခုလုံးကိုအေးခဲလိုက်ပါရီအေးတန်ကြောင့် Black Bull အဖွဲ့သားတွေလည်းမတ်တက်တောင်မှမမြင်နိုင်ပဲပြပြဖို့သွားပါရီတစ်ဖက်က Mary Leona ကလည်း Funny Bunny ကိုကောက်ကောင်းရင်တက်ခတ်နိုင်ပါရီသူမကဝစ်စကင်အဟောင်းတွေထဲမှာ Combat Fight အတော်ဆုံးဖြစ်တယ်လို့မီးမော်ကိုအသုံးပြုရ Mary Leona ကလည်းတားရဲတကောင်လိုကျန်တန်ပါရီဒါပေမဲ့ Funny Bunny က Speed Blast ပြီးတော့ဓာတ်နဲ့ကောက်ထိုးလိုက်ပါရီ Mary Leona ကလည်းအရှုံးမပေးပဲမာနာစုံကိုအသုံးပြုပြီး Funny Bunny ရဲ့ဓာတ်ကိုအရေးပြောင်းလုပ်လိုက်ပါရီကန်တက်စီကန်ကြည့်မယ်ဆိုရင်ယူနိုနဲ့ခေါင်းဆောင်တွေကကြက်တဲတဲ့အခြေအနေတစ်ခုကိုရင်ဆိုင်နေကြရပါရီရှာမီကလူဆိုးခေါင်းဆောင်ကိုတိုက်ခိုက်နေရတဲ့အချိန်မှာယူနိုကတော့အပြင်းဖြစ်ဖို့အတွက်အချိန်ခဏတာယူနေပါရီရှာမီက Chester ကိုထိန်းနေတော့မှနိုဇဲရဲ့ Marjorie စူးရီနဲ့အောက်ကနေထိုးဖို့လုပ်တယ်လို့ဖူကိုလီယွန်ကလည်းမိလက်သီးတွေနဲ့အပေါ်ကနေထိုးချဖို့လုပ်ပါရီဒါပေမဲ့ Chester အနားကိုမရောက်ခင်မှာပဲပြင်းထန်တဲ့ပေါက်ကွဲအားနဲ့သုံးအောင်လုံးကလွတ်ထွက်သွားကြပါရီအချိန်အခါကောင်းရောက်လာတဲ့အခါမှာတော့ယူနိုကသူ့ရဲ့မော်ပညာအစွမ်းကိုအပြည့်သုံးပြီး Spirit Source နဲ့ပြေးထိုးလိုက်ပေမဲ့ Chester ကမော်အကာရန်ကြီးနဲ့ကွာကွယ်လိုက်ပါရီသူတို့နှစ်ယောက်လုံးရဲ့မော်အစွမ်းချင်းပုတ်တိုက်မှုဟာအားပြင်းတဲ့ပေါက်ကွဲမှုကြီးတစ်ခုကိုဖြစ်သွားစေခဲ့ပါရီ။ Esther က Conrad စီကိုချင်းကပ်လာခဲ့ပေမဲ့ Conrad ကပြန်လည်ခုခံမှုကြိုးစားပါရီ။ Esther လာတဲ့လမ်းတစ်လျှောက်မှာ Key Magic တွေကိုထုတ်ပြီးကပ်ပြားတွေကနေ Magic အစွန်ကို Esther စီကိုဆက်တိုက်ဖြစ်လုပ်ပါရီ။ Imperial Source ကို Conrad ကအယိုးကောင်းပေါ်ကိုဆက်ချလိုက်ပြီးတော့ကြီးမားတဲ့အလင်းတန်းကြီးပေါ်လာက Shockwave ကနိုင်ငံတဝန်းကိုပြန့်နှံ့သွားပါရီ။မြေကြီးတွေကတဖြည်းဖြည်းအက်ကွဲလာပြီးပတ်ဝန်းကျင်ကတဖြည်းဖြည်းပျက်စီးလာပါရီ။ဒီလိုဖြစ်လာတာကိုတားဆီးဖို့အယိုးကောင်းမှာစိုက်ထားတဲ့ဓာတ်ကိုဆွဲထုတ်ရမှာပါ။ Esther ကဆွဲမလျှော့ပဲ Conrad ကိုစိန်ခေါ်ပါရီ။ Conrad ကသူတို့နှစ်ယောက်ဟာတူညီရဲ့စတင်ခြင်းနဲ့အရှုံးမပေးတဲ့စိတ်ဓာတ်မျိုးရှိကြပြီးမြဲအတူတူလက်တွဲလို့မရတော့တာမလို့တိုက်ခိုက်ဖို့ပဲရွေးချယ်လိုက်ပါရီ။တပ်ပွဲဟာနေရာနဲ့မှာဆက်လက်ဖြစ်ပွားနေပြီးလူဆိုးမော်ဘီတွေဟာတိုက်ခိုက်ခင်ရပြီးမြဲသူတို့ရဲ့အစွမ်းနဲ့မာနာက Imperial Source ကြောင့်ပြန်လည်ပြေးဝလာပြီးတော့အမောက်သိမ့်မိရဖြစ်နေပါရီ။ယူနိုကရန်သူကိုအချိန်ချင်းလေအစွမ်းနဲ့တိုက်ခိုက်နေပြီးကပတိန်တွေအားလုံးကလည်းကူညီပေးကြပါရီ။သူတို့က Chester ကိုအနိုင်ရပြီလို့ထင်မှတ်နေချိန်မှာပဲ Chester ကသူ့ရဲ့ဝက်ဘဲဆိုတဲ့အကြီးမားဆုံးအကာရင်လက်နက်ကြီးကိုထုတ်လိုက်ပါရီ Chester ကလောကမှာမှန်တယ်မားတယ်ဆိုတာမရှိပဲလူတိုင်းကကိုယုံကြည်ရာကိုလုံးနေရလို့ပြောရင်ယူနိုကို Laser Blast နဲ့ပစ်လိုက်ပါရီကပတိန်3ယောက်ကလည်း Chester ကိုဒီနေရာမှာတင်အဆုံးသတ်ဖို့3ယောက်သာပေါင်းဆက်မော်ကိုထုတ်သုံးက Final Slash နဲ့ Chester ရောသူ့ရဲ့ဓာကြီးကိုပါခုတ်ပစ်လိုက်ပါရီအကာအကွယ်မဲ့သွားတဲ့ Chester ကိုယူနိုကသူ့ရဲ့ဓာနဲ့ပဲပွဲသိမ်းပြလိုက်ပါရီဒါပေမဲ့အဲ့လောက်တိုက်တာတော့မှ Chester ကမတေးသွားပဲနဲ့ခံတက်ကိုကာထားတဲ့ barrier ကိုဖြုတ်ချပြီးစွမ်းအားတွေအကုန်လုံးကိုဆုပ်ယူလိုက်တာမလို့ယူနိုတို့လည်းလန့်သွားကြပါရီတစ်ချိန်တည်းမှာပဲ Conrad က Esther နဲ့တိုက်ခိုက်ရင်သူတယောက်တည်းဖြစ်နေပြီးအောက်ကိုရမဲခဲ့ရတဲ့သူ့ရဲ့အတိတ်အဘွားအကြောင်းကိုပြန်လည်သတိရသွားပါရီဒါကြောင့်ပဲ Conrad က Esther ကိုသူ့ဘက်ပေါအောင်လို့နောက်တစ်ချိန်ထပ်မံစီးရုံးကသူတို့နှစ်ယောက်သာပူးပေါင်းရင်ကဘာကြီးကိုဘေးချင်းရှင်အုပ်ချုပ်နိုင်မှာဖြစ်ကြောင်းပြောပြပါရီ Esther ကသူမော်ဘီယန်ဖြစ်ဖို့သာစိတ်ဝင်စားတဲ့ကြောင့် Conrad ရဲ့ကဘာဖြစ်မဲ့အကြံစိုးကိုပြပြတတ်ညှင်းဆန်လိုက်ပါရီEsther ကသူစိတ်ဝင်စားပဲနဲ့ပြန်လည်တိုက်ခိုက်တာကြောင့် Conrad ကလည်းညှတာမနေတော့ပဲဒီတပ်ပွဲကိုအဆုံးသတ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရီ Esther က Devil Form ပြောင်းပြီးဓာတ်နလက်နဲ့ပွဲကျင်းတာမလို့ Conrad ကလည်းသူ့ရဲ့ Key Magic ကိုသုံးကအစွမ်းတွေကိုသူ့ကိုယ်ထဲမှာစုစည်းလိုက်ပါရီ Conrad ကနတ်သားလို့ Form တစ်ခုကိုပြောင်းလဲသွားပြီး Magic Sword တစ်ခုကိုကန်ဆယ်လိုက်ပါရီအဲ့ဒီအချိန်မှာပဲ Noel နဲ့ Jen တဲ့သူတွေကလည်းသူတို့ကိုသူတို့ပြန်လည်ထိချုပ်ခဲ့ပြီးရေခဲမော်ပြင်ကိုပြန်လည်ရင်ဆိုင်ကြပါရီရေခဲဘလူးကြီးကိုအကွက်ပေါင်းစုံနဲ့ဝမ်းချခဲ့ကဖျက်ဆီးနိုင်လိုက်ပါရီ Noel ကဓာတ်ကိုအနိုင်ရဖို့ဆိုရင် Esther က Conrad ကိုအနိုင်တိုက်နိုင်မှရမယ်လို့တွေးနေပါရီဒါပေမဲ့သူမမသိလိုက်တာက Esther ဟာလက်ရှိမှာ Conrad ရဲ့အပြင်းထန်တိုက်ခိုက်ခြင်းကိုခံနေရတာပါစွမ်းအားချင်းကွာခြားနေရကြောင်း Conrad က Esther ရဲ့ရင်ဝါကိုဓာတ်နဲ့ထိုးပေါက်နိုင်လိုက်ပါရီConrad ကဒီနိုင်ငံကိုကာကွယ်တဲ့သူတွေဟာအသုံးမကျဘူး။ Juliet ဆိုလဲဝစ်စက်ကင်းဖြစ်ပြီးတော့အရန်ညစ်နေလို့ပြောလိုက်တဲ့အတွက် Esther ကတော့အကြီးကျယ်တင်သွားပါရီ။ပြည်သူတွေကိုကာကွယ်ဖို့အတွက်ဆိုရင်မော်ဘီယန်တွေဟာသူတို့ရဲ့အသက်ကိုယ်တော်မှာဆွလို့ရမှာဖြစ်ကြောင်းပြန်လည်အော်ဟစ်ရင် Devil Form ကနေအတောင်နောက်တစ်ဖက်ထွက်လာပါရီ။ Esther အရင်အထက်ပုံမှုအစွန်းထက်လာပြီးတိုက်ပွဲတွေကပုံမှုပြင်းထန်လာပါရီ။သူတို့နှစ်ယောက်ဟာပြန်လည်တိုက်ခိုက်ကြရင်တယောက်နဲ့တယောက်ကဘာကြီးပေါ်ထားရှိရဲ့အမြင့်ချင်းကိုညှင်းခုန်ကြပါရီ။ Conrad ဟာတိုင်းပြည်ရဲ့လူဒန်းစားခွဲခြားမှုနဲ့ဘက်လိုက်မှုတွေကပြည်သူတွေရဲ့မျှော်လင့်ချက်ကိုလုံးဝဆုတ်ယုတ်သွားစေရလို့ပြောပါရီ။ Esther ကလည်းအဲ့ဒါခမည်းဆောက်ကြောင်းမဟုတ်ဘူးလို့အော်ဟစ်ရင် Conrad နဲ့ Esther တို့အကြီးကျယ်ခလက်ကြပါရီ
Esther နဲ့ Conrad တို့ကဒါချင်းရှင်ခုံရင် Conrad ရဲ့မော်ဆာအုပ်ကို Esther ကတူးသားနဲ့တွားထိုးမိသွားပါတယ်။အဲ့ချိန်မှာပဲ Noel ရဲ့မော်ဆာအုပ်ကအစွမ်းနေပြင်ရလာပြီး Noel ကလည်းအထာကျတဲ့ရေမော်ဝစ်စုံနဲ့ပွဲကျန်းလို့ရသွားပါတယ်။ Ghost က Noel ကို Mirror Magic နဲ့ပေါ်လိုက်ပြီး Noel မြကြီးနဲ့ King Edward ကိုရင်ဆိုင်ကြပါတယ်။ဘလက်ဘူးတစ်ပွဲလုံးကရေခဲဘိုးတော်ကိုဝန်တီးနေကြရမလို့နောက်ဆုံးမှာဘိုးတော်ကြီးလည်း Noel ရဲ့ရင်နဂါတက်ခွက်ကြောင့်ရှုံးသွားပါတယ်။အဲ့ဒီအချိန် Esther ကိုရိုင်းလည်း Conrad ကိုအပြေးဝတိုက်ခိုက်ပြီးသူ့ရဲ့အီယာမဓာကြီးနဲ့ရိုက်ခုတ်က Conrad ရဲ့မော်ဆွမ်းအားကိုဖိနှိပ်လိုက်ပါတယ်။ Esther ရဲ့ခိုးချက်ကြောင့်မြေပေါ်ကိုစိုက်ထားတဲ့ Three Lee Swords ကလည်းကျွတ်လွတ်သွားပြီးမြေကြီးရဲကိုထိုးထွက်နေတဲ့မော်ဆွမ်းအားတွေအကုန်လုံးကလည်းရပ်တန့်သွားပါတယ်။ Conrad ရှုံးနိမ့်သွားတာနဲ့အမျှသူ့ရဲ့ကပတိန်တွေကလည်းပျောက်ကွယ်သွားပါတော့တယ်။ဒါပေမဲ့ Conrad မှာနောက်ထပ်အရင်အစီအစဉ်တစ်ခုရှိနေပါတယ်။သူဟာသူ့ရဲ့အသက်ကိုရင်းပြီးအသက်သွင်းရမယ့် Gate of Doom လို့ခေါ်တဲ့ဆွမ်းအားတစ်ခုကိုပြင်ဆင်ထားခဲ့တာပါ။အဲ့ဒါကအီယာမဩကာခဲလို့ဖြစ်နေပြီးကဘာပေါ်ကိုကျတာနဲ့တနိုင်ငံလုံးပျက်စီးသွားမှာပါ။ Esther ကတော့လက်လျှော့ဖို့အတွက်အစီအစဉ်မရှိပဲသူ့ရဲ့ဓာတ်ကိုဆက်ကန်လိုက်ပါတယ်။ Julius ကလည်းရောက်ချလာပြီး Esther လက်ထဲ Three Swords ကိုပေးလိုက်ပါတယ်။ Esther ကလည်းဓာတ်ကိုယူလိုက်တဲ့အခါမှာတော့မကျင်တိုက်တွေအားလုံးကဓာတ်ရဲ့ဆွမ်းအားပုံမပြင်းထန်လာစေဖို့အတွက်သူတို့ရဲ့မော်ဆွမ်းအားတွေကိုပေါ်တယ်ထဲကနေလှမ်းပေးခဲ့ကြပါတယ်။ Esther ရဲ့ကြောပေါ်မှာ Diva ရဲ့အတောင်ပံတစ်ဖက်နဲ့ Magic ရဲ့အတောင်ပံတစ်ဖက်ထွက်ပေါ်လာပြီးသူ့ရဲ့ဓာတ်နလန့်နဲ့ Conrad ရဲ့ကြီးမားတဲ့စွမ်းအင်လုံးကြီးကိုစတင်တိုက်ခိုက်ပါတယ်။ Conrad က Esther ကိုချောင်းဝင်တားဆီးတာမလို့သူတို့နှစ်ယောက်လုံးကအပြင်းထန်တွန်းလှန်ရင်နောက်ဆုံးအကြိမ်အဖြစ်ရင်ဆိုင်ကြပါတယ်။ Conrad ရဲ့လက်ဆွဲပြုတ်ကျသွားတဲ့အချိန်မှာသူဟာသူ့မိသားစုကိုတတိယသွားပြီးအာယုံဆူဆိုက်မှုကပြပြသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Esther ကသူ့ရဲ့စွမ်းအားအလုံးကိုသုံးပြီးတော့တိုက်ခိုက်လိုက်က Conrad ရဲ့စွမ်းရည်လုံးဩကာခဲကြီးကိုအပိုင်းပိုင်းဖြစ်အောင်လို့ပိုင်းဖြစ်လိုက်သလို Conrad ရဲ့ခန္ဓာကိုယ်ရဲ့ကမော်စွမ်းအားတွေကိုလည်းရဲထုတ်ပစ်လိုက်ပါတယ်။အကာတာထဲမှာရှုံးနေပြီးလွင်မျောနေတဲ့ Conrad ဟာ Esther ကဝတ်ဆက်ကင်းကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာကိုသဘောပေါက်သွားပြီး Esther သာဆိုရင်တရားမျှတတဲ့ခွဲခြားမှုမရှိတဲ့လောကကြီးကိုသူ့ဥစားပုံဖော်နိုင်မယ်လို့ယုံကြည်လိုက်ရင်ဝိညာဉ်ကတော့ပြုတ်ကွယ်သွားခဲ့ပါတယ်။ Conrad ပြုတ်ကွယ်သွားတာနဲ့တပြိုင်နက် Three Swords ကလည်းနှစ်ပိုင်းကျိုးသွားပါတယ်။တပ်ပွဲကြီးပြီးတော့ Julius ပြောပြတာက Conrad ဟာဒီကဘာကြီးအပေါ်ကြီးမားတဲ့မုန်းတီးမှုတွေရှိနေခဲ့တာပါ။ဘာလို့လဲဆိုတော့တော်ဝင်မိသားစုကသူ့ကိုကြောက်ချခဲ့ပြီးသူ့ရဲ့တငယ်ချင်းတွေနဲ့မိသားစုကိုတပ်ပစ်ခဲ့လို့ပါ။သူဟာရင်ကလူကောင်းတစ်ယောက်ဖြစ်ခဲ့ပေမဲ့အဲ့ဒီတစ္ဆာဖောက်မှုနဲ့ဖြစ်ရတွေကသူ့ကိုထောက်ပံ့ပြောင်းလဲသွားစေခဲ့တာပါ။နောက်ဆုံးမှာတော့ Julius က Esther ကိုသူကိုယ်တိုင်မှာဘာမော်စွမ်းမှမရှိရင်တော့မှတနေ့မှာဝတ်ဆက်ကင်းဖြစ်လာနိုင်တယ်လို့မျှော်လင့်ချက်ပေးခဲ့ပါတယ်။ Juno နဲ့ Esther တို့နှစ်ယောက်လုံးကထုံးစံတိုင်းပဲဘသူကဝတ်ဆက်ကင်းဖြစ်မလဲဆိုတာပေါ့ငင်းခုန်ကြရင်ဖူးပါဝါနဲ့နှစ်ယောက်သားကြီးကြီးပြူပြူတိုက်ခိုက်ကြရင်ဇလန်လီဟာလည်းပြီးဆုံးလို့သွားခဲ့ပါတယ်